မတန္တယရဏဂေဟိဒေဝတံဂေတုရေတကံအနန္တနယပဋ္ဌာနံဗုဒ္ဓံဝန္ဒာမအာတရံယရဏဂေသတုဒ္ဓသတ္တာဒါနတွင်ခေါ်ရွှေကြောင်းတော်၌သမတန္တံအဘိဓမ္မာခုနှစ်ကျမ်းလွန်တင်ဆန်းသည့်ရွှေကြောင်းတော်မြတ်ကိုသာဝေညုတာဗုဒ္ဓတဖြင့်ခုနှစ်ရက်ပတ်လုံးမပြတ်သုံးသတ်တော်မူပါဗေဒသောဒေဝတံကေမေတော်မိနာတာအမှုတာ၍ခါစားရောက်လာတောင်းစကဝါမနတ်မြမပေါင်းသူတော်ကောင်းတို့ကိုအနန္တနယပဋ္ဌာနံအဘိဓမ္မာခုနှစ်ကျမ်းအဝင်ပါမဟာပကရဏတွင်ခေါ်အနန္တနယပဋ္ဌာန်းကျမ်းတော်ကြီးကိုသူရေတကံနတ်တို့နေယဝတိတမဗန္ဓုကပလာများကြောက်ပြ၌ဝါတွင်3လခါသမယဝေမြတ်ထုတ်ဘောဟောကြားတော်မူပါဗေဒသောဗုဒ္ဓံသဗ္ဗညုတကုံကိုလုံးကြုံသည့်လုံးစုံတတ္တဝနတ်မြမပေါင်းတို့ထက်တူပဲပြိုင်ကင်းတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်အာတရံကာယဝစီမနတိ3ရတို့ဖြင့်မပြအစဉ်လွန်ကြည်လင်ရိုသေစွာဝန္ဒာမသာသနာတော်အရှိခန့်၍တည်တံ့စေရန်မြတ်ဒိဋ္ဌံဖြင့်အဖန်ဖန်ကြည်နူး၍ရှိခိုးပူမျောလိုက်ကြပါကုန်၏အရှင်ဘုရားသဗ္ဗနာရံသိတာဝန္တံသကဝါလပရံပရံယာဝိဇာတနာတံဝိဇံဓမ္မံဝန္ဒမအာတရံသကဝါလပရံပရံလေးကျွန်းတမြင့်မို့ဥဒဟောခေါ်ညာဆုံးပိုင်ခြားမရှိတေတဟတိမဟာတဟတိလောကတကြီးနှင့်တကဝစัจ java လာဆင့်ဆင့်တိုင်အောင်သဗ္ဗနာရံတိဒါဝန္တံညိုရွှေနီဖြူမောင်းမှုတဲ့ချက်ပြူပြူပြက်ပြက်တလက်လက်သောရောင်ချီတော်တို့ဤပျော်မြူတတ်တဲ့အောင်တဲ့နှင့်တက်ပွဲမကဇတာကာသာဆုံးစားမရှိအောင်ပြေးသွားခြင်းရှိ၍ယာဝိဇာတနာတံဝိဇံပဋ္ဌံဒေသနာဟောတိခာမယနေ့ကြအောင်မူလပဂတိထင်ရှားရှိပေထသောဓမ္မံမဟာပဋ္ဌံလွန်ထူးဆန်းသည်အံခ